မင်္ဂလာပါဖိဝင်ပါဒီနေ့ပါအကြောင်းပြောမလဲဆိုတော့ MOU နှစ်နှစ်ပြည့်တက်တန်းတိုးတာကိုပြောပါမယ်။ဘာဖြစ်လို့လဲဆိုတော့အခုဒီဇဝေဇဝါဖြစ်နေကြတာရှိလို့ပါ။ဘယ်လိုမျိုးဇဝေဇဝါဖြစ်လဲဆိုတော့ MOU နှစ်နှစ်ပြည့်တက်တန်းတိုးတော့တက်တန်းနှစ်နှစ်ပြည့်တော့မယ်။ကျွန်တော်တို့ကတော့6လပိုင်းပြည့်မယ်။ကျွန်တော်တို့ကတော့9လပိုင်းပြည့်မယ်။ကျွန်တော်တို့ကတော့10လပိုင်းပြည့်မယ်။အဲ့ဒါဘယ်တော့တိုးရမှာလဲဖိဝင်ကိုဘယ်လိုဆက်သွယ်ရမှာလဲအမျိုးမျိုးပေါ့နော်။ MOU နှစ်နှစ်ပြည့်တက်တန်းတိုးမယ်ဆိုရင်သူကတခြားဘတ်သမားတွေတခြားဒီထိုင်းနိုင်ငံထဲမှာဗတ်ရိုက်ထားတဲ့31ရက်3လတက်တန်းတိုးတွေနဲ့မတူပါဘူးเนาะအဲ့ဒီဘတ်သမားတွေ31ရက်3လတက်တန်းတိုးတွေကြတော့ဝက်ပါမစ်အလုပ်လုပ်ခွင့်ကိုအရင်တက်တန်းတိုးရတယ်တိုးပြီးတော့ဝက်ပါမစ်ရလာပြီဆိုမှဗီဇာကိုတိုးရတယ် MOU ကြတော့အဲ့လိုမဟုတ်ဘူးเนาะမြန်မာပြည်ကလာတဲ့ MOU ကိုပြောတာเนาะနှစ်နှစ်ဗီဇာရထားတဲ့လူတွေ MOU မြန်မာပြည်ကလာတဲ့နှစ်နှစ်ဗီဇာရထားတဲ့ MOU တွေကကြတော့စာအုပ်ထဲမှာရှိတဲ့ဗီဇာနေထိုင်ခွင့်ကိုအရင်တိုးရမယ်ဗီဇာနေထိုင်ခွင့်2နှစ်တိုးပြီးပြီဆိုမှဝက်ပါမစ်2နှစ်တိုးရမှာပဲဖြစ်ပါတယ်သူကကြတော့ပြောင်းမြန်เนาะဗီဇာကဘယ်ချိန်မှာတိုးရမလဲဆိုကိုက10လပိုင်းကုန်မယ်ဆိုရင်2လကြိုပြီးတော့တိုးလို့ရတယ်10လပိုင်းနဲ့ကုန်မဲ့လူက6လပိုင်းကစပြီးတော့ဗီဇာတိုးလို့ရတယ်ဝက်ပါမစ်ကကြတော့ကြံ့ော်တည်ထားတာတို့ပြုတ်ထားတာတို့ကြံ့ော်မထုတ်ထားဘူးဆိုရင်ကတော့sorry ဝက်ပါမစ်ကတော့ကြံ့ော်တထေးဟောင်းကမထုတ်ထားဘူးတထေးတစ်နဲ့ကျွန်တော်တို့တထေးငါးနဲ့တိုးခြင်းတယ်ဆိုရင်ကတော့တက်တန်းကုန်ပြီးမှလာတိုးလို့ရမယ်ဥပမာ10လပိုင်း25ရက်နေ့မှာတက်တန်းကုန်မယ်ဆိုရင်10လပိုင်း25ရက်နေ့တက်တန်းကုန်ပြီးမှ26ရက်နေ့မှာတိုးလို့ရမယ်အဲ့ဒါကဘာဖြစ်လို့ဘယ်အဖွဲ့ထဲမှာလဲဆိုတော့တထေးဟောင်းကမထုတ်ထားဘူးတထေးတစ်နဲ့တိုးခြင်းတယ်ဆိုရင်တက်တန်းကုန်အောင်စောက်ပြီးမှတိုးရမယ်ကဲလို့တထေးဟောင်းကထုတ်ထားတယ်ဆိုရင်ကတော့အဲ့ကုံတဲ့ထိစောင့်ကြရမလို့ကုံကာနီး2ပတ်အလိုဆိုလာပြီးတော့တထေးတစ်နဲ့တခါတည်းတက်တန်းတိုးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဒီတထေးနဲ့ပဲဆက်တိုးခြင်းတယ်အရင်တော့ဆိုရင်တော့ကျွန်တော်သူများတထေးနဲ့တက်တန်းတိုးတာကိုကျွန်တော်လက်မခံပေးဘူးเนาะဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်စပြီးတော့ကိုတထေးနဲ့ကိုတက်တန်းတိုးခြင်းလည်းလက်ခံပေးတယ်တိုးပေးတယ်ဘာဖြစ်လို့လဲဆိုတော့အရင်စနစ်တုန်းကကြတော့သူတို့တထေးနဲ့တက်တန်းတိုးခြင်းသူတို့တထေးရှိတဲ့နေမြေကြဟာငံယုံထိသွားပြီးတော့ကျွန်တော်တို့ယုံဘက်ကနေပြီးတော့လိုက်ပါလှုပ်ဆောင်ရတယ်အခုစနစ်တစ်မှာကြတော့အဲ့လိုမဟုတ်ဘူးသူတို့တထေးပဲနေမြေမှာပဲရှိကျွန်တော်တို့အနေနဲ့စနစ်ထဲကနေပဲလှုပ်ပေးလို့ရတယ်ဆိုတော့သူတို့တထေးနဲ့တက်တန်းတိုးခြင်းတယ်ဆိုရင်လည်းကျွန်တော်တို့တိုးပေးတယ်ဒါပေမဲ့တစ်ခုရှိတာကတထေးရဲ့စာရွက်စာတမ်းအချက်လက်တွေလိုတယ်တထေးရဲ့ဆက်သွယ်ဖို့ဖုန်းနံပါတ်တွေလိုတယ်ဘာဖြစ်လို့လဲဆိုတော့အလုတ်သမားဘက်ကတိုးလိုက်ပြီးရင်တိုးပြီးသွားတယ်အလုတ်ရှင်ဘက်မှာသွားပြန်ပြီးတော့အဲ့အလုတ်သမားကအလုတ်ရှင်မှာစရင်ပေါ်လာပြီးဆိုသွားပြန်ပြီးတော့အလုတ်ရှင်ဘက်ကနေပြီးတော့တစ်ခါကြမ်းခောက်ပေးရတဲ့တဆင်ရှိတဲ့အတွက်ကြောင့်မို့လို့เนาะဒါကတော့သတင်းကောင်းပေါ့เนาะအရင်တော့ဆိုရင်တော့ကျွန်တော်ဒီမှာလာတိုးတဲ့လူတွေကကျွန်တော်တထေးငါးနဲ့ပဲတိုးရတာပေါ့เนาะအခုနောက်ပိုင်းကိုတထေးနဲ့ကိုလည်းတိုးခြင်းတယ်တထေးကလည်းခေါင်းရှုံးမခံနိုင်ဘူးတိုးမပေးနိုင်ဘူးဆိုတော့လူတွေလည်းတိုးပေးပါတယ်ဆက်သွယ်လာလို့ရပါတယ်ခင်ဗျာဒါပေမဲ့ကြံ့ော်တည်ထားတဲ့လူတွေတိုးမယ်ဆိုရင်ကတော့တခါတည်းသူတို့တထေးနဲ့တန်းပြီးဓာတ်လိုက်တိုးလို့မရဘူးเนาะအရင်ဆုံးကျွန်တော်တို့တထေးနဲ့ကြန့်ဆယ်ရမယ်တိုးပြီးမှသာတခါတထေးပြောင်းလို့ရမယ်သူတို့တထေးထဲမှာเนาะအဲ့ဒါလေးကိုတော့လာပြီးတော့share လုပ်ပေးတာပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့အတွက်လည်းဗီဒီယိုမတင်ရသေးတဲ့အတွက်လာပြီးတော့ဗီဒီယိုတင်ပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဒီကဲလို့ MOU နဲ့ပတ်သက်တဲ့ကိစ္စတွေရောဘတ်တင်နဲ့ပတ်သက်တဲ့ကိစ္စတွေရောစာရွက်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စအဝဝမှန်သမျှသိကျင်တာရှိရင် comment မှာမှန်းလာလို့ရပါတယ်ခင်ဗျာနောက်အားတဲ့ခါတွေမှာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ဖြည့်ချပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ